တောင်ပေါ်မြင့်တဲ့မိမသားတွေကဘယ်လိုပုံစံမျိုးတွေတွေ့ရလဲတောင်ပေါ်မြင့်တဲ့မိန်းကလေးတွေကဆိုလို့ရှိရင်သူတို့ကလက်သေးရှည်ကြီးကိုမထားကြဘူးစပင်ကိုလည်းတေတေတတထားပြီးတော့အတုအတဲတွေမထားဘဲနဲ့နေတယ်မိတ်ကကိုအထူကြီးမလေးပဲနဲ့ပါပါလေးလိုသလောက်ပဲသုံးရတယ်မိသားစုနဲ့ကလေးကိုသူတို့ကတောင်ပေါ်ထားပြီးချစ်တယ်လုံလုံကြုံကြုံဝုတ်ပြီးတော့အဖော်အလော်တွေဝုတ်ပြီးအပြေထွက်လည်းမရှိဘူးတက်တူတွေပါတဲ့မထိုးဘဲနဲ့ရိုးရိုးလေးပဲနေတာထိုက်တာကြတယ်အတီးအဖြစ်တွေမပြောဘဲနဲ့တခြားလူတွေကိုဝေဖန်မှုမလုပ်ဘဲနဲ့နေကြတယ်ကျေးဇူးတင်ပါတယ်